အားလုံးတိတိကျကျနဲ့အကောင်းဆုံးအမှတ်ရသွားတဲ့လူကတော့ပညာဖြစ်ပါတယ်ဟုတ်ကဲ့ပါ congratulations Model Academy ကအမရဲ့အသက်သွေးကြောလို့ပြောရင်ရတယ်ဒါ Model Academy အတွက်အမကဒီစိတ်ရောကိုယ်ရောလုံးဝပြင်ဆင်ထားတဲ့ရက်တည်နေတယ်ဆိုတော့အခုပြန်လာတယ်ဆိုတော့လည်း Model Academy ပြန်ပြီးတော့လောက်တော့မှဖြစ်တဲ့အတွက်အမအချိန်မီပြန်လာရတာပေါ့နော် Model Academy ကဒါအစောကြီးတဲ့အမတို့နဲ့ပဲစခဲ့တာဆိုတော့ကိုစင်အောင်ကသူလည်းသစ္စာရှိစွာနဲ့အမတို့နဲ့ပဲဆက်လုပ်မှာပေါ့နော်အမတို့ Model Academy နောက်ဆုံး season က2019ဆိုတော့အခုချိန်မှာအချိန်ကနည်းနည်းလေးကွာဟသွားပြီဆိုတော့အဲ့ထက်ကအောင်မြင်နေတဲ့ကလေးတွေကအခုဆိုအချိန်တိုင်းတာတစ်ခုမှာနေရာတစ်ခုကိုရောက်နေအောင်စူးစမ်းနေပြီပေါ့နော်ရောက်နေကြပြီဆိုတော့ဒီနောက်ထပ် season ကြလို့ရှိရင်လည်းသူကအချိန်လေးတော့နည်းနည်းယူမှာပဲအချိန်တိုင်းတာတစ်ခုကြာမှဒါသူတို့ရဲ့စူးစမ်းမှုတွေကိုထုတ်ပြနိုင်ပါလေဆိုတော့အခုဆိုရင်ဒါ Model Academy ပြီးတော့6နှစ်လောက်တောင်ရှိသွားပြီဆိုတော့အခုကလေးတွေရောက်နေတဲ့နေရာကိုမြင်ရတာအရန်ကိုအားရတယ်ပြီးတော့နောက်နှစ်မှာရိုက်မဲ့အစီအစဉ်ကြလို့ရှိရင်လည်းဒီထက်ငယ်တဲ့ကလေးတွေကနေပြန်စအောင်ပါပေါ့နော်ဒီနေ့ဒီဇိုင်နာ9ယောက်ကလာအမရဲ့ဟိုးအရင်တည်းကလုပ်ဖော်ကိုင်မဲ့အနည်းပညာမောင်နှမတကယ်ချင်းနေဆိုတော့လာပြီးတော့အားပေးရတာပေါ့ရှင်ငယ်ဘွားရေလို့တော့မဟုတ်ပါတောက်လျှောက်အမဒီအဆက်ပြတ်သွားတာ4နှစ်ရှိပြီဆိုတော့အခု4နှစ်မတိုင်ခင်အချိန်တွေကိုသတိရနေတာအမရဲ့အလုပ်ဆိုတော့ဒီကျမကြီးနဲ့ပတ်သက်ပြီးတော့စိတ်ရောကိုယ်ရောပတ်သက်ပြီးမှဒီ4နှစ်အချိန်ကာလအတွင်းမှာကလေးထိန်းရင်းနဲ့ပေါ့နော်ပြန်ပြီးတော့လေးလာတယ်ဒီထက်ပိုပြီးတော့မျှဝေနိုင်အောင်မလေးလာထားရရှိတယ်ဆိုတော့အခုဒီပြန်လာတဲ့အချိန်ကလည်းဒါတွေပြန်ပြီးတော့မျှဝေဖို့ပေါ့နော်ပြီးရင်အလုပ်တွေလည်းပြန်လုပ်မယ် comment တွေကတော့ဒါကိုယ့်ချင်းတော့လည်းဒီလိုပဲပြောမှာပေါ့နော်ဒါမဲ့လည်းအမအနေနဲ့ကိုကဒီကျမကြီးနဲ့ပတ်သက်ပြီးတော့အားလုံးအတွက်စံပြဖြစ်နေရမှာဖြစ်တဲ့အတွက်ကိုယ်တိုင်ကလည်းဒါသူများယုံကြည်အောင်စံပြနေထိုင်ပေးရမှာဖြစ်တဲ့အတွက်ဒီလိုမျိုးစူးစမ်းထားရတာပြီးတော့ကိုမျှဝေမဲ့အရာတွေကလည်းဒါကိုယ်တိုင်ကအရှိကနေယုံကြည်အောင်လုပ်ပြနိုင်မှအားလုံးကယုံကြည်ကြမှာဆိုတော့အမစူးစမ်းနေပါတယ်လို့အမပြန်မလာခင်တည်းကပေါ့နော်ဒီမှာတစ်ချိန်လုံးစောင့်ကြည့်နေတဲ့ကိုယ့်ရဲ့ဒီအမှုပညာမောင်နှမတွေကို Model Academy ကနေမွေးထုတ်ပေးခဲ့တဲ့ကလေးတွေသူတို့အောင်မြင်နေတာဒီ modeling လောကတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်မတို့ Model Academy ကနေထွက်တဲ့ကလေးတွေကဟိုအထိတ်မှာကြီးစိုးထားတာတွေ့ရတဲ့မှာအရန်ကိုဂုဏ်ယူတယ်အရန်လဲဝမ်းသာတယ်အားလဲအားရတယ်ခြေနှက်တယ်ပြီးတော့အခုနောက်ထပ်လာမဲ့ Model Academy မှာလဲကိုစင်အောင်ကတကယ်မိုက်စာဒီထက်အများကြီးပို့ပြီးတော့ကျေပြတ်တဲ့ challenge တွေနဲ့လုပ်ထားရဲဆိုတော့အမလည်းစိတ်လှုပ်ရှားစွာစောင့်နေပါတယ်လို့ Model Academy ကဒါအစောကြီးတဲ့အမတို့နဲ့ပဲစခဲ့တာဆိုတော့ကိုစင်အောင်ကသူလဲသစ္စာရှိစွာနဲ့အမတို့နဲ့ပဲဆက်လုပ်မှာပေါ့နော်အမတို့ Model Academy နောက်ဆုံး season က2019ဆိုတော့အခုချိန်မှာအချိန်ကနည်းနည်းလေးကွာဟသွားပြီဆိုတော့အဲ့ထက်ကအောင်မြင်နေတဲ့ကလေးတွေကအခုဆိုအချိန်တိုင်းတာတစ်ခုမှာနေရာတစ်ခုကိုရောက်နေအောင်စူးစမ်းနေပြီပေါ့နော်ရောက်နေကြပြီဆိုတော့ဒီနောက်ထပ် season ကြလို့ရှိရင်လည်းသူကအချိန်လေးတော့နည်းနည်းယူမှာပဲအချိန်တိုင်းတာတစ်ခုကြာမှဒါသူတို့ရဲ့စူးစမ်းမှုတွေကိုထုတ်ပြနိုင်ပါလေဆိုတော့အခုဆိုရင်ဒါ Model Academy ပြီးတော့6နှစ်လောက်တောင်ရှိသွားပြီဆိုတော့အခုကလေးတွေရောက်နေတဲ့နေရာကိုမြင်ရတာအရန်ကိုအားရတယ်ပြီးတော့နောက်နှစ်မှာရိုက်မဲ့အစီအစဉ်ကြလို့ရှိရင်လည်းဒီထက်ငယ်တဲ့ကလေးတွေကနေပြန်စအောင်ပါပေါ့နော်အမသမီးတော်မှအသက်22နှစ်ရှိပြီဆိုတော့အခုကလေးတွေပြန်တွေ့အဖွားကြီးဖြစ်သွားလို့သမီးကတော့အမအခုနေတဲ့ကျွန်းမှာကိုစမွေမှာသူစီးပွားရေးလေးလုပ်ပြီးတော့သူပျော်နေပါတယ်အမတို့ဒီ Model Academy စခဲ့တဲ့အချိန်တုန်းက2012-13ဆိုတော့ဒီလိုမျိုး reality show တွေနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကမရင်းနှီးသေးဘူးအဲ့တော့အမတို့ judge တွေကလည်းကိုဒါလုပ်ဆရာရှိတာလုပ်ရမယ်ပြောဆရာရှိတာပြောရမယ်မကြောက်မရွံ့နဲ့ပြောတဲ့အချိန်မှာအပြောခံရမယ်။ဘာကြောင့်လဲဆိုတော့ပြည်သက်တွေကဒီဟာနဲ့ပတ်သက်ပြီးတော့နားမလည်သေးတဲ့အတွက်ဒီ Model Academy Season 3ရောက်တဲ့အချိန်မှာတော့အမတို့ judge တွေကလည်းလုံးဝ short တာမရှိဘူး။ပြောစရာရှိရင်လုံးဝပြောတယ်။ရင်ထဲကစကားအတိုင်းကိုပြောတယ်။ဘာမှချိုတာတာတို့ short ထားတာတို့ဟန်ဆောင်တာတို့မရှိတဲ့အတွက်ဒါပေမဲ့အဲ့ဒီတစ်ချိန်ကျတော့ပြည်သက်တွေကနားလည်လာပြီဒါ reality show ဆိုတာဒီလိုပဲပြောစရာရှိတာပြောရမယ်တိုင်ပင်ထားတာမဟုတ်ဘူးတိုက်ထားတာမဟုတ်ဘူးအဲ့တော့ဒီဖြစ်လာတဲ့အတိုင်းကိုတကယ်ဒါရသဆုံပေါ့နော် drama လည်းပါတယ်အမတို့အော်စရာတွေလည်းပါတယ်ကြောက်စရာတွေလည်းပါတယ်ငိုစရာရီစရာတွေပေါ့ဆိုတော့နောက်ဒါ entertainment အစီအစဉ် show ဖြစ်တဲ့အတွက်နောက်အပိုင်းတွေမှာလည်းအမတို့ judge တွေကလုံးဝ short သွားဖို့အကြောင်းလုံးဝမရှိဘူးဒီထက်ပိုပြီးတော့ပြင်းပြင်းထန်ထန်ပြောစရာရှိရင်ပြောမယ်လုပ်ဆရာရှိရင်လုပ်မယ် challenge တွေကလည်းဒီတက်ပိုခက်ရင်ခက်နိုင်တယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာပြည်သားအခုဆိုရင်နားလည်လာပြီးတော့အဓိကတော့ခန်းစားချက်မျိုးစုံပေးချင်တာ
အမတို့ရဲ့ဒီshow ရဲ့ရည်ရွယ်ချက်ကိုthis is entertainment ဖြစ်တဲ့အတွက်အဲ့တော့ရသဆုံးကြည့်ချင်တဲ့ခံစားချင်တဲ့ဆိုရင် Model Academy ကိုစောင့်ပြီးတော့အားပေးပါလို့မှပြောချင်ပါတယ်အမ 1990s ထဲကဒီအနုပညာလောကရဲဝင်မယ်ဆိုရင်ဒါငယ်သေးတယ်ငယ်သေးပေမဲ့လည်းအမဆုံးဖြတ်ထားတာကအနုပညာတဲ့ဖြစ်လာပြီဆိုတာနဲ့အပြောခံရမှာပဲအဲ့ခေတ်တော့ Facebook တွေပါတော့မရှိသေးဘူးဒါပေမဲ့ပြောတာတော့ဘယ်လောကဘယ်အချိန်ဘယ်နေရာမှာမဆိုရှိနေမှာဖြစ်တဲ့အတွက်ဒါကိုကြောက်နေမယ်ဆိုရင်အနုပညာလုပ်လို့မရဘူးအနုပညာလုပ်ချင်တယ်ဆိုရင်လည်းဒီအရာကိုပြင်ဆင်ပြီးသားနဲ့ရင်ဆိုင်နိုင်ရမယ်လို့မှဆုံးဖြတ်ပြီးမှလုပ်ခဲ့တာဖြစ်တဲ့အတွက်ပရိသတ်တွေဘာပဲပြောအမတို့ကလှုပ်ရှားရှိတာတော့ဆက်လုပ်သွားတယ်အဲ့ပေါ်မှာလည်းမသိပြီးခန်းစားချက်တွေမထားဘူးတကယ်လဲနားထောင်တယ်ဖတ်လဲဖတ်တယ်ဒါပေမဲ့ဒီပရိသတ်တွေဒီဝေဘာနာနဲ့ပတ်သက်ပြီးတော့အမရဲ့ရှေ့ဆက်သွားမယ်အလုပ်တွေကိုထိခိုက်တာတော့မရှိပါဘူးဒါကတော့အများအားရှိနေမှာဖြစ်တဲ့အတွက်ကို့အတွက်ကလည်းမုန်းတဲ့လူမရှိဘူးဆိုရင်တော့ဒါတခုခုမှားယွင်းနေပြီလူတိုင်းမှာကြိုက်တဲ့လူရှိလို့မုန်းတဲ့လူကရှိမှာပဲအဲ့အတွက်ကိုလည်းအမကပြင်ဆင်ပြီးတော့ရင်ဆိုင်ထားတဲ့အတွက်ပြဿနာမရှိပါဘူးလို့လေးနှစ်တာကျွန်းပေါ်မှာနေခဲ့တော့ကအမသားနဲ့တေးသေးချာချာလေးအချိန်ဖြုံးလိုက်ရတယ်သူ့ရဲ့ teenage ဆယ်ကျော်သက်အချိန်လေးတွေကိုအမတေးသေးချာချာသူနဲ့ရင်နဲ့မကွာတူတူနေပြီးတော့ထိန်းချောက်လိုက်ရတဲ့အတွက်ဒါအမရဲ့အကြီးမားဆုံးသောရလဒ်ပါပဲကျွန်တော်အခုသားက Australia ကိုနောက်ထပ်ကျောင်းဆက်တက်ဖို့သွားပြီးဆိုတော့အမဟိုမှာအလုပ်မရှိတော့ဘူး full time မှာပြီးလုပ်ကနေပြီးသွားပြီဆိုတော့အခု full time modeling လုပ်ကိုပြန်ဝင်တော့မယ်လို့ရှင်းပြောရရင်တော့အမရိုက်ဖူးသမျှ TV show တွေအခုမှ Melody Channel အတွက်လည်းအမ ambassador တွေလုပ်ခဲ့ပူတယ် TV show တွေအများကြီးရိုက်ခဲ့ပူတယ်ဒီထဲမှာမှ Model Academy ကအမရဲ့အသက်သွေးကြောလို့ပြောရင်ရတယ်ဒါ Model Academy အတွက်အမကဒီစိတ်ရောကိုယ်ရောလုံးဝပြင်ဆင်ထားတဲ့ရက်တည်နေတယ်ဆိုတော့အခုပြန်လာတယ်ဆိုတော့လည်း Model Academy ပြန်ပြီးတော့လုပ်တော့မှဖြစ်တဲ့အတွက်အမအချိန်မီပြန်လာရတာပေါ့နော်ဒီပွဲမှာအခု designer 9ယောက်လုံးအမ congratulate လုပ်ချင်ပါတယ်အရန်ကိုအောင်မြင်ပြီးတော့အခုလူတွေအကုန်လုံးကို serve လုပ်နေတာတွေ့ရတဲ့အတွက်အရန်ကိုဂုဏ်ယူပါတယ်ဒါကြောင့်လည်းလာပြီးတော့အားပေးရတာပါအားပေးနိုင်တဲ့အတွက်လည်းအမအရန်ကိုဝမ်းသာအားရပါတယ်နှုတ်ပြခြင်းရဲ့လှုပ်ဝက်ချက်ကအမစီမှာရှိပါတယ်လာခဲ့ပါအကုန်လုံးကိုမျှဝေပေးဖို့အစင်းသင်းပါလို့အရင်တော့ဒါ fashion queen ဆိုပြီးတော့ fashion queen ဆိုတာဆိုပြီးတော့ဖြစ်ကြတယ်ဟုတ်ကဲ့ပုံမှန်လေးရှိတယ်fashion နဲ့ပတ်သက်လာရင်တော့မ designer တွေကိုအများအားကိုးတယ်ဒါကိုယ့်ရဲ့ကျွမ်းကျင်တဲ့နေရာမဟုတ်တဲ့အတွက် designer တွေဆင်ပေးရင်တော့အမအများလှနေမှာပါလို့